တဲထဲမှာတခုခုကအရှိန်ပြင်းပြင်းနဲ့လှုပ်ရှားနေတယ်လို့ဖြစ်နေတဲ့ကောင်မလေးကမြင်လိုက်တာနဲ့အမြန်နောက်ဆုတ်လိုက်ပေမဲ့ဖက်နက်ဟက်ကတော့တဲထဲကအရာကြီးရဲ့ဆွဲယူခြင်းကိုခံလိုက်ရတယ်။အဲ့ဒီနောက်အဲ့ဒီအရာကြီးကနောက်ထပ်ကောင်မလေးတစ်ယောက်စီဦးတည်သွားတယ်ကောင်မလေးကအလင်းအမြန်ကြောက်တုံးပေါ်ခုန်တက်လိုက်တယ်ဒါပေမဲ့အဲ့ဒီအရာကြီးကချက်ချင်းလမ်းကြောင်းပြောင်းပြီးကျောင်းမဲ့အိတ်တစ်လုံးစီတန်းသွားတယ်ခဏအတွင်းမှာပဲအိတ်ကတဲထဲကိုဆုပ်ယူခံလိုက်ရပြီးပြန်ပေါ်လာတယ်။မကြခင်ကောင်လေးတစ်ယောက်ကဖုံးဝါးသွင်းကြိုးတစ်ချောင်းတဲထဲကိုဖြည်းဖြည်းချင်းဆွဲယူခံနေရတာကိုသတိထားမိသွားတဲ့သူကကြိုးတစ်ဖက်ကိုအမြန်ဖမ်းပြီးဆွဲထားလိုက်တယ်သူ့ညီမလေးလည်းလာကူတဲ့နှစ်ယောက်သားအားကုန်ဆွဲလိုက်တဲ့အခါတဲထဲကအရာကြီးကိုအပြင်ထုတ်နိုင်သွားတယ်ထွက်လာတာကတော့ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးနိုင်တဲ့မြောင်မျိုးနွယ်စာမီဖြစ်နေတယ်ဒါပေမဲ့သူကတနေ့ကိုဆန္ဒတစ်ခုတည်းပဲဖြည့်ဆည်းပေးနိုင်နေတာကြောင့်ကောင်လေးကချက်ချင်းဆန္ဒတောင်းလိုက်တယ်ကျွန်တော်ကမ္ဘာအတော်ဆုံးတောင်းတသမားဖြစ်ချင်တယ်စာမီကအသက်အောင်ထားလိုက်တယ်သူ့ဘိုက်ကဖောင်းလာပြီးနောက်တစ်ခါပြန်ကျသွားတယ်ပြီးတော့ဆန္ဒပြေသွားပြီလို့ပြောလိုက်တယ်တကယ်ပဲကောင်လေးကကြောက်ဆောင်ကြီးတွေကိုအရှိန်အဟုန်နဲ့တက်နိုင်သွားတယ်စပိုင်ဒါမန်ထက်တောင်မနှိမ့်တော့ဘူးဒါပေမဲ့အားလုံးအံ့ဩနေတဲ့အချိန်မှာစာမီကအခွင့်ကောင်းယူပြီးထွက်ပြေးသွားတယ်နောက်တစ်နေ့မှာတော့ကောင်လေးကဒိုင်နိုဆောလက်သေးတစ်ချောင်းကိုတဲထဲစိုက်ထားလိုက်တယ်မျောလင့်ထားသလိုပဲစာမီပြန်ရောက်လာတဲ့ဒီတစ်ခါတော့ကလေးတွေကစူပါဟီးရိုးဖြစ်ချင်တယ်လို့ဆန္ဒတောင်းကြတယ်စာမီကထုံးစံအတိုင်းအသက်အောင်ပြီးဆန္ဒကိုဖြည့်ဆည်းပေးလိုက်တယ်ဒါပေမဲ့ဒီမြင်ကွင်းကိုစီးပွားရေးသမားထရစ်စတန်ကမြင်သွားခဲ့တဲ့သူကစာမီကိုဖမ်းနိုင်ရင်ကမ္ဘာအချမ်းသာဆုံးလူဖြစ်နိုင်မယ်လို့တွေးလိုက်တယ်ဒါကြောင့်နောက်တစ်နေ့မှာတူးဆက်ကြီးယူလာပြီးကမ်းခြေတစ်ခုလုံးကိုတူးပေါ်တော့တယ်မကြခင်စာမီကိုတွေ့သွားပြီးဖမ်းဆီးလိုက်တဲ့ကံကောင်းစွာနဲ့ကလေးတွေကအချိန်မီရောက်လာပြီးစာမီကိုကယ်တင်နိုင်ခဲ့တယ်ပြီးတော့သူ့ကိုအိမ်ခေါ်သွားပြီးရေချိုးကန်ထဲမှာဝတ်ထားလိုက်တယ်ဒါပေမဲ့ကလေးတွေကြောင်းသွားတဲ့အချိန်မှာထရစ်စတန်ကအိမ်ကိုရှာတွေ့သွားပြီးစာမီကိုထပ်ဖမ်းသွားပြန်တဲ့ကလေးတွေပြန်ရောက်လာတော့အိမ်ကရှုပ်ပွားနေပြီးစာမီလည်းမရှိတော့ဘူးဒါကြောင့်သူတို့ကထရစ်စတန်ရဲ့အိမ်ကိုသွားရှာကြတယ်အဲ့ဒီအချိန်မှာထရစ်စတန်ကစာမီကိုမှန်တစ်တာထဲပိတ်ထားပြီးသူ့ဆန္ဒကိုအသုံးချနေပြီးသူကစာမီကိုကမ္ဘာအချမ်းသာဆုံးလူဖြစ်ချင်တယ်လို့ဆန္ဒတောင်းခဲ့ပြီးသားဖြစ်တဲ့စာမီကလည်းအားရင်တွေကုန်ခန်းနေပြီးဒါပေမဲ့ထရစ်စတန်ကကလေးတွေကိုတစားခံလုပ်ပြီးနောက်ထပ်ဆန္ဒတစ်ခုထပ်တောင်းဖို့အတင်းကျပ်ခိုင်းနေရွေးချယ်စရာမရှိတော့တဲ့စာမီကအသက်ကိုထအောင်လိုက်တဲ့ထရစ်စတန်ကတော့ရွှေတွေအများကြီးလိုချင်တယ်လို့ဆန္ဒတောင်းလိုက်တဲ့ချက်ချင်းပဲရွှေတင်းကားတွေမရေမတွက်နိုင်အောင်လှေကားပေါ်ကနေလိမ့်ဆင်းလာတော့တယ်ခရစ်စတန်ကရွှေတွေကြားမှာပျော်ရွှင်နေချိန်ကလေးတွေကစာမီကိုကယ်ထုတ်နိုင်ခဲ့တယ်ဒါပေမဲ့ရွှေတင်းကားတွေကပိုများလာပြီးနောက်ဆုံးမှာခရစ်စတန်ကိုပါဖုံးဝန်းပစ်လိုက်တဲ့အင်ကြီးတစ်လုံးလုံးလည်းရွှေတွေကြောင့်ပောက်ကွဲပျက်စီးသွားတယ်ဒါပေမဲ့ဆန္ဒရဲ့အကျိုးသက်ရောက်မှုကတရက်ပဲကြာတယ်နောက်တစ်နေ့ရောက်တော့ရွှေတင်းကားတွေအားလုံးပျောက်ကွယ်သွားတယ်ဒါပေမဲ့အမိုးကကျိုးပဲ့ပြီးသားဖြစ်တာကြောင့်ဗီလာတစ်လုံးလုံးပြိုကျသွားခဲ့တယ်နောက်ဆုံးမှာတော့ကလေးတွေကစာမီကိုသူ့ရဲ့တဲကဘာလေးစီပြန်ပို့ပေးလိုက်ကြတယ်နောက်ဆက်ခါနီးမှာစာမီကနောက်ဆုံးဆန္ဒတစ်ခုတောင်းကြပါလို့ပြောတယ်အဲ့ဒီခါကောင်မလေးကစာမီပျော်ပျော်ရွှင်ရွှင်တဲထဲမှာနေထိုင်နိုင်ပြီးလူသားတွေကဘယ်တော့မှမနှောက်ယှက်တော့ဘူးဆိုတဲ့ဆန္ဒကိုတောင်းချင်တယ်လို့ပြောလိုက်တဲ့ဒီစကားကိုကြားလိုက်ရတဲ့စာမီဟာမျက်ရည်တွေဝဲလာတယ်ဘာကြောင့်လဲဆိုတော့200ပေါင်းများစွာအတွင်းမှာဒါဟာသူ့အတွက်ပထမဆုံးတစ်ယောက်ကဆန္ဒတောင်းပေးပူတာဖြစ်လို့ပါစာမီတို့ကိုစိတ်ဝင်စားတယ်ဆိုရင် like and follow လုပ်ပေးခဲ့ပါအောင်ရှင်